လောမျိုးရင်းကရွာလည်းဖြစ်ရမယ်ဧကလည်းကျေတဲ့ခြံလေးလည်းလိုချင်တယ်ဆိုတဲ့လူကြီးမင်းတို့အတွက်ကျွန်တော်ဒီခြံလေးကိုထပ်ပြီးမိတ်ဆက်ပေးချင်ပါတယ်ခင်ဗျဒီကတော့ရင်းကရွာထဲမှာရှိပါတယ်အကျေက3ဧကပါခင်ဗျဆိုရင်းကရွာထဲမှာဒီလိုခြံကျဝန်းဝန်းနေရာကောင်းကောင်းဒူးလာလာနဲ့ခြံအရိုင်းမဟုတ်တဲ့ဟာဆိုရင်ကျွန်တော်တို့ရှာရတော်တော်ခက်သွားပါပြီဒီခြံလေးကအားတော်ချက်ကအများကြီးရှိတယ်ခင်ဗျဒီခြံဒါကျွန်တော်ခြံထဲကနေတန်းမြင်ရတဲ့ပတ်ဝန်းကျင် view အနေထားပေါ့လေနော်ရှေ့ကိုကျွန်တော်တို့ဦးစီးတောင်တက်တက်ကိုမျက်နှာမူထားတာပေါ့ခြံကတော့ sunrise အရန်လာမယ်ရွာ view လည်းတော်တော်ကိုလာပါမယ်ခင်ဗျနောက်ထပ်အားတော်ချက်တစ်ခုကခြံထဲမှာကျွန်တော်တို့ဒီတစ်ပင်ပန်းမှန်နေရာဒီပင်တွေအများကြီးစိုက်ထားတယ်ကျွန်တော်ခြံပတ်ပတ်လည်မှာဆိုရင်ကျွန်တော်တို့ဒေတာထင်းရှူးတွေကိုတေချာလေးစိုက်ထားတယ်ခင်ဗျထင်းရှူးတွေကတော့3နှစ်တာအရွယ်လောက်ရှိပါမယ်ထင်းရှူးတွေရှိမယ်ကျွန်တော်တို့ချယ်ရီပင်တန်းတွေရှိမယ်စက်ကူပင်တန်းတွေရှိမယ်ထိုင်ဝမ်ဘန်နာတွေရှိမယ်နောက်ပြီးတော့ကျွန်တော်ဒီမှာတရုတ်စကားတန်းနောက်ပြီးတော့ကျွန်တော်တို့ဒီလက်ဖက်ခင်းလေးတွေဆိုရင်လည်းကျွန်တော်စိုက်ထားတဲ့ခြံလေးကကျွန်တော်ခြံရိုင်းမဟုတ်ပါဘူးခြံကပြုတ်ပြင်းပြင်းနဲ့ထိန်းထားတဲ့ခြံလေးဖြစ်ပါတယ်ကျွန်တော်ခြံက180လောက်ပဲပြောပါမလားပတ်လေကဖြူကတော့တောင်တန်းမျိုးတွေရောရွာရဲ့အလှတွေရောဦးစီးတောင်ရဲ့အလှတွေရောအကုန်လုံးပတ်လေမြင်ရတဲ့ခြံလေးဖြစ်ပါတယ်ခင်ဗျကျွန်တော်ပြီးရင်ခြံထဲကဒီရှောက်လန်းလေးတွေကိုတစ်ခုချင်းကျွန်တော်လိုက်ပြပေးဦးမယ်ခြံရဲ့အထည်ဝန်းက3ဧကရွာရဲ့ဆက်တဲ့နေရာမှာရှိပါတယ်ခင်ဗျကျွန်တော်တို့ရှေ့မှာဆိုရင်ကျွန်တော်တို့ဒီcloud vacation home တို့ပါလို့ရှိပါမယ်ရွာလေ concrete ရွာရဲ့ concrete လမ်းမှာမေးတင်ပါခင်ဗျပုံစံပေါ်နာမည်ပေါက်ပိုင်ရှင်နာမည်ပေါက်ပါခင်ဗျအထည်ဝန်း3ဧကရှိပါတယ်ဆိုတော့ဒီခြံလေးကိုလည်းကျွန်တော်တို့အခြားနည်းလည်းဆယ်ဖြစ်ပါတယ်ခင်ဗျခြံလေးကိုစိတ်ဝင်စားတယ်ဆိုရင်ကိုယ်တိုင်နည်းလာကြည့်လို့ရတယ်လို့ဒီဆိုင်ထဲမှာလည်းစတိုးနေကျွန်တော်တင်ထားပြီးမှဆက်လို့ဝင်ကြည့်ပေးပါဦးဒါလေးကကျွန်တော်တို့ရွာလေကနေလာလို့ရှိရင်ဒီတဝင်းကခြံကိုကွန်ကရစ်လမ်းကနေလာရတာဖြစ်ပါတယ်ခင်ဗျခြံရှိတန်ရမ်းတာပါတယ်ဒါခြံဝင်လမ်းပါဗျခြံဝင်လမ်းဒါလေးဆိုရင်ကျွန်တော်တို့တပေဘူတာပန်းရောင်ရှော့လန်းအနေနဲ့စိုက်ထားတဲ့နေရာလေးပေါ့လမ်းဘေးဒါကတော့ကျွန်တော်တို့ခြံရဲ့အလဲကကားလမ်းပေါ့နော်သူကတော့ထိုင်ဝမ်ဘန်နာအလှစိုက်ထားပါတယ်ဗျဒါကခြံထဲမှာကျွန်တော်စိုက်ထားတဲ့ထင်းလူပင်ရှော့လန်းလေးဖြစ်ပါတယ်ဒီထင်းလူပင်ရှော့လန်းဆိုရင်လည်းကျွန်တော်တို့အရှိကပေ300နီးလောက်ရှိမယ်ခင်ဗျသူကပြီးတော့ဒီခြံကတောင်ဆောင်လေးဆိုပေမဲ့ကျွန်တော်တို့မြေပြင်တော်ကိုလာတဲ့ခြံလေးဖြစ်ပါတယ်ခင်ဗျဒီဝိနည်းနဲ့ကျွန်တော်တို့ဒီခြံအောက်ဘက်ကိုဆင်းလာလို့ရှိရင်ဒါဒီငင်းမြင့်အကြီးရှိမယ်ဒီငင်းမြင့်အောက်မှာဆိုရင်ကျွန်တော်ထိုင်ပုံလေးလုပ်ထားတာရှိမယ်ဒီငင်းမြင့်ရဲ့အောက်ဘက်ခြမ်းကတော့ကျွန်တော်တို့ပေ300ကျော်ရှိတဲ့ချယ်ရီပင်ရှောက်လန်းလေးပါဗျသူကချယ်ရီပင်ရှောက်လန်းလေးလေးလိုက်ပြပေးမယ်ဆိုတော့ပညာချယ်ရီပင်စိုက်ထားတယ်နောက်ထပ်အားတော်ချက်တစ်ခုကခြံထဲမှာကိုပိုင်ဝီစီတွင်ရှိပါတယ်ဗျဒီတော့လည်းပူစံမလို့ဘူးလမ်းလည်းကောင်းတယ်ခြံမြေပြင်အနေထားလေးလာတယ်ခြံအေးတွေကလည်းကျဲတယ်ဒါမျိုးမှကြိုက်တယ်ဆိုတဲ့လူချင်းမင်းတို့အတွက်ကျွန်တော်တို့ကိုဆက်သွယ်မေးမြန်းပြီးတော့စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာစီနုံနဲ့အသေးစိတ်ကိုတော့ကျွန်တော်တို့ page ကနေဖြစ်ဖြစ် Viber 09896494ဖြစ်ဖြစ်ဆက်သွယ်ပြီးတော့မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ